အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ချင်မောင်ကြော်လေးကိုစိမ့်စိမ့်လေးနဲ့အလွန်ရတာရှိအောင်ကြော်တယ်ကျမရဲ့ကြော်နေလေးပါပဇွန်လေးနဲ့ကြော်လိုက်တော့ပိုးပြီးတော့ရတာရှိပါတယ်နော်ကဲကျမရဲ့လုံနေလေးကိုကြည့်ကြရအောင်ဒါလေးတွေကတော့ခြံထွဲချင်ပေါင်ပင်လေးတွေပါနော်ကကြီးလေးနဲ့ဖြစ်ထားပါမယ်ဒီလောက်လေးဆိုရင်တော့ရနေပါပြီဒီချင်ပေါင်ပင်လေးတွေကိုခုလိုမျိုးပဲခြွေထားပါမယ်ကဲအားလုံးခြွေပြီးသွားပါပြီနော်ဒါတွေကိုရေသေးချစွာဆေးထားပြီးတော့ရေစစ်ထားပါမယ်ချင်မောင်လေးတွေရေစစ်ထားတဲ့အတော်တွင်းမှာပဇွန်လေးကိုခွာထားပါမယ်ဒီခေါင်းကနေဒီလိုမျိုးခွာထားမယ်ပြီးရင်ဒီအောက်ဖက်ကခြေလေးတွေကိုလည်းကျွန်မဖယ်ထုတ်ထားလိုက်ပါမယ်ကဲဒီလိုအနေထားလေးဆိုရင်ရှာနေပါပြီအားလုံးကိုလှုပ်ထားပါမယ်အားလုံးပြီးသွားပြီဆိုတော့ဒီပဇွန်လေးတွေကိုကျွန်မပြန်ကြောပါမယ်တဲအုပ်ထဲမှာစီထည့်မယ်စီပူလာပြီဆိုရင်စောစောကပဇွန်လေးတွေကိုကြောမယ်ပဇွန်လေးတွေကစီပူပူထဲမှာထည့်လိုက်တာနဲ့အခုလိုမျိုးပဲရည်ရဲလေးရှိနေပါတယ်အပေါ်အောက်လေးလန်ထားပေးပါမယ်အခုလိုမျိုးပဇွန်လေးတွေရည်ရဲလေးရှိနေပြီဆိုရင်တော့ကျက်နေပါပြီအားလုံးကိုဆယ်ထုတ်ထားမယ်ပြီးရင်ခဏလေးစီကိုစစ်ထားပါမယ်ကြံနေတဲ့ပဇွန်လေးတွေကိုလည်းအခုလိုမျိုးပဲကြော်ထားပါမယ်အခုလိုမျိုးကြော်လိုက်တော့ပဇွန်လေးတွေကအနက်လေးလည်းမွေးကြိုင်နေပါတယ်နော်ဒီပဇွန်စီနဲ့ပဲကျွန်မပြန်ပြီးတော့စီတက်ထားပါမယ်ကျက်တူနီပပလီထားတာပါဒါလေးကိုထည့်ထားမယ်ပြီးရင်ခဏလေးမွေထားပါမယ်ကျက်တူနီလေးတွေနွမ်းလာပြီဆိုရင်တော့ကျက်တူဖြူလေးထောင်းထားတာကိုထည့်ထားမယ်ပြီးရင်ခဏလေးမွေထားပါမယ်ကျက်တူဖြူလေးတွေအယောင်လေးတန်းလာပြီဆိုရင်တော့စနုံးမုတ်ကိုထည့်ပါမယ်ဒါလေးကတော့ငရုတ်တီးကြမ်းမုံပါဆက်ဆက်ကလေးဖြစ်သွားအောင်လုပ်ပါနော်ပြီးရင်အယောင်လေးလာစေရန်အတွက်အယောင်တင်မုံကိုထပ်ထည့်မယ်အယောင်တင်လေးတွေအနက်လေးမွမွေးလေးဖြစ်လာပြီဆိုရင်တော့မြစ်ကိုထည့်ပါမယ်မြစ်ကတော့ကိုမြမြကြက်ရင်တော့မြမြထည့်ပေးပါနော်အားလုံးသမသွားပြီဆိုရင်တော့စနဲ့ငယ်ထည့်ပါမယ်စားတွေအည်ပျော်သွားပြီဆိုရင်တော့စောစောကရေစစ်ထားတဲ့ချင်မောင်ပင်လေးတွေကိုထပ်ထည့်မယ်အခုကျမကြော်တဲ့ကြော်နီးလေးကတော့တကယ်ကိုအရသာရှိတဲ့နီးလေးပါစောစောကပဇွန်စီနဲ့ကြော်လိုက်တော့တကယ်ကိုအရသာရှိပြီးတော့မွေးကြိုင်နေပါတယ်နော်ဒီနီးလေးကိုတစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်အားလုံးသမသွားပြီဆိုရင်တော့အဖုံးဖုံးပြီးတော့ခဏလေးတည်ထားပါမယ်ကဲအခုဆိုရင်တော့ခဏလေးနဲ့ကြက်နေပါပြီနော်ဒီလိုအနေထားလေးဆိုရင်တော့ငပိရီကိုအရေးဖြော်ထားတာကိုလောင်းထည့်မယ်ပြီးရင်ဒီငပိရီလေးတွေအနက်လေးမွမွေးလေးဖြစ်လာတဲ့အထိကိုကျွန်မခဏလေးမွေထားပါမယ်ငပိကိုရည်နွေးနဲ့ဖြော်ထားတာပါဒါလေးကိုထည့်လိုက်တော့စိမ့်စိမ့်လေးနဲ့တကယ်ကိုအရသာရှိတဲ့ချင်မောင်ကြော်လေးရနေပါပြီနော်ဒီလိုအနေထားလေးဆိုရင်တော့စောစောကပဇွန်လေးတွေကိုပြန်ထည့်ပါမယ်အခုဆိုရင်တော့စိမ့်စိမ့်လေးနဲ့တကယ်ကိုအရသာရှိတဲ့ချင်မောင်ကြော်လေးရနေပါပြီပဇွန်စီနဲ့ကြော်လိုက်တော့ပို့ပြီးတော့ရတာရှိပါတယ်မွေးမွေးလေးနဲ့စိမ့်စိမ့်လေးနဲ့အလွန်ရတာရှိတဲ့နီလန်းလေးပါကိုကဆက်ဆက်လေးကြက်ရင်တော့ငရုတ်သီးစိမ့်ကိုထပ်ထည့်ပေးလို့ရပါတယ်ကဲတစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်နော်အခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်
ကျေးဇူးများကြီးတင်ပါတယ်